ဟုတ်ကဲ့ဒီပကြဆက်ရေးကြော်တော့မတည်သေးတဲ့ကျွန်တော်ညီငယ်အတွက်ကျွန်တော်ပြန်လဲမျှဝေပေးရခြင်းဖြစ်ရဒါကတော့နောက်ထပ်ဘုံတော်အစင်းမှာနောက်ထပ်ထပ်ဖြစ်သွားတဲ့ကားတစ်စီးပေါ့နော်ဒီအစင်းကဘယ်လိုဖြစ်တုံးဆိုတော့လမ်းကောင်းတယ်ညာကွေးကနေပြီးဘယ်ကွေးကိုပြန်စင်းတယ်ဘယ်ကွေးကမျက်ကွယ်ကွေးမှာကားတော်တော်များများတော့ဟိုပန်းယူကြတာများတယ်ဗျာပန်းယူပြများတယ်ပြီးရင်ဒီဘက်တွေကဟိုကားဆိုင်တော်အများဟုံးပေးတဲ့အကျင့်တိတ်မရှိကြဘူးဗျဘွားကနေပေါ်မှာဆွဲထုတ်ပြေးကြတာလေအဲတော့ဒါရီဆိုလဲဒါဘွားကနေပေါ်လို့ကြုံရတာမျိုးတွေဒါဆွဲရှားလိုက်ရတဲ့ပုံစံမျိုးတွေဒါမျိုးတွေလည်းဖြစ်နိုင်ရှိရပေါ့နော်ဟိုကိုဘုံအမြင်လေးသုံးသက်ကြည့်အောင်ဒါကတော့အရင်ရက်ကလဲထားတဲ့ကားပေါ့နော်ဒီလမ်းအကွေ့မြင်ရလိမ့်မယ်အဲ့တရားကြော်ပြီးရင်လည်းမျက်ကွယ်ထပ်ကွေသွားတာပဲအဲ့တော့အားလုံးကားဆိုင်ဂယူးဆိုင်ကြပါလို့